မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့တော့ငါဒါကိုမလုံနိုင်တဲ့လောက်ပဲเนาะအဲ့ဒါကိုကျွန်တော်အင်္ဂလိပ်လိုဘယ်လိုပြောမလဲဒါနဲ့ပတ်သက်ပြီးတော့လေ့လာမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့လိုက်ပြီးတော့ကြည့်ကြရအောင်ပါငါဒါကိုမလုံနိုင်တဲ့လောက်ပဲဆိုတော့ဘယ်လိုပြောမလဲဆိုတော့ I can hardly 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 ဆို negative အဓိပ္ပာယ်တက်ရောက်ပါတယ်မလုံနိုင်တဲ့လောက်ပဲမပြောနိုင်တဲ့လောက်ပဲမဆိုနိုင်တဲ့လောက်ပဲပေါ့နော်နောက်ကကိုသုံးကြည့်တဲ့တော့ verb form လိုက်ပြီးတော့ရေးရမှာဖြစ်ပါတယ် I can hardly plus infinitive ပုံစံအသုံးဖြစ်ပါတယ်ခင်ဗျာဒီနာဝတ်ကြများကိုကြည့်ကြရအောင်ပါ I can hardly see without my glasses မျက်မှန်မပါပဲငါမမြင်ရတဲ့လောက်ပဲ I can hardly hear what you say မင်းပြောတဲ့ဟာကိုငါမင်းပြောနေတာကိုငါမကြားရတဲ့လောက်ပဲ I can hardly sleep at night ညမှာငါအိပ်မပျော်တဲ့လောက်ပဲဟုတ်ပြီနော်ဆက်ပြီးတော့ကြည့်အောင်ပါ I can hardly lift this heavy bus ဒီတက်တာလေးကိုငါမမနိုင်တဲ့လောက်ပဲ I can hardly believe what I saw ငါမြင်နေတာကိုမြင်ခဲ့တာကိုငါမယုံကြည်နိုင်တဲ့လောက်ပဲ I can hardly finish this big meal ဒီပွဲကြီးကိုငါမစားနိုင်တဲ့လောက်ပဲဆက်ပြီးတော့ကြည့်အောင်ပါ I can hardly walk after running a marathon ပြေးပြီးတဲ့နောက်မှာငါလမ်းမလျှောက်နိုင်လောက်အောင်ပဲ I can hardly speak in front of many people လူအများကြီးရှေ့မှာငါစကားမပြောနိုင်လောက်အောင်ပဲ I can hardly solve this hard question ဒီခက်ခဲတဲ့မေးခွန်းကိုငါမဖြေရှင်းနိုင်လောက်ပဲမရှင်းနိုင်တဲ့လောက်ပဲဟုတ်ပြီနော်ဒါကတော့ကျွန်တော်တို့ကI can hardly plus infinitive ဒါကိုမလုံနိုင်တဲ့လောက်ပဲဆိုတဲ့အသုံးလေ့လာကြတာဖြစ်ပါတယ်ခင်ဗျာနမူနာဝါကျများကိုဖတ်ပြီးတော့အစားထိုးပြောဆိုသုံးဆွဲကြည့်ပါအားလုံးကျေးဇူးတင်ပါတယ်